လူတယောက်ကိုကြည့်လိုက်တာနဲ့လေသူ့ကိုကြည့်ရတာအရန်ကိုကြက်တည်ရှိတာပဲကြည့်ရတာစိတ်ချမ်းသာလိုက်တာဆိုတဲ့ခံစားချက်မျိုးဖြစ်ပေါ်ပူကြလိမ့်မယ်ဝတ်ဆင်ထားတဲ့ဝတ်စားနဲ့လည်းမဆိုင်ဘူးခုနပေါ်မှာလိမ့်ချထားတဲ့မိတ်ကပ်တွေနဲ့လည်းမဆိုင်ဘူးဝတ်ထားတဲ့စိန်တွေရွှေတွေကြောက်တံပရံများတွေကြောင့်လည်းမဟုတ်နေဘူး branded တွေကြောင့်လည်းမဟုတ်နေဘူးဒီအတွင်းထဲကနေအေးချမ်းတဲ့စိတ်အေးချမ်းမှုကနေလာပါတယ်ဒါကြောင့်ကြက်တည်ရှိခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့အတွင်းထဲက inner peace အေးချမ်းမှုကိုအရင်ဆုံးတိဆောက်ပါစိတ်အေးချမ်းနေတဲ့သူကလေအပြင်မှာဘာမှမပြင်ဆင်ထားရင်တော့အလိုလိုကိုကြက်တည်ရှိနေတယ်။ဒါကြောင့်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်စိတ်အေးချမ်းတဲ့သူကိုကြည့်လိုက်တာနဲ့အဲ့ဒီအေးချမ်းတဲ့ energy ကကြည့်တဲ့သူကိုပါကူးဆက်စေပါတယ်။နံပါတ်2ကတော့အပြုံးလေးကိုဆင်မြန်းမှာပြုံးဆိုတာကလေလူတစ်ယောက်ရဲ့ကြက်တည်ရှိမှုကိုလည်းတိုးမြင့်ပေးတဲ့အရာတစ်ခုပဲဖြစ်တယ်။ဒါကြောင့်ပတ်စံမကုန်မဲနဲ့ကြက်တည်ရှိခြင်းနဲ့ဆိုရင်တော့မျက်နှာမှာအပြုံးလေးကိုဆင်မြန်းလိုက်ပါ။နံပါတ်3ကတော့စကားပြောယဉ်ကျေးခြင်းကလည်းကြက်တည်ပါပဲ။ရန်ကိုချမ်းသာတဲ့သူပဲဖြစ်ဖြစ်အောင်မြင်တဲ့သူပဲ